Gary လက်ထက်ပထမဆုံးရှုံးပွဲစတင်ကြုံတွေ့လိုက်ရတဲ့ Manchester United Gary နဲ့အတူပုံစံကောင်းပြသထားတဲ့ Manchester United အသင်းဟာ St James Park မှာတော့သူတို့ရဲ့မှတ်တမ်းစိုးတွေကိုမချိုးဖျက်နိုင်ခဲ့ပါဘူး။ Ancient Newcastle အသင်းဟာတယောက်ယောက်အနေထားနဲ့ Manchester United ကိုခက်ခက်ခဲခဲကစားခဲ့ရပြီး2ဂိုးတကူဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီပွဲမှာ Manchester United ဟာတယောက်အသာနဲ့ကစားခဲ့ရပေမဲ့ Bruno ရဲ့မလိုအပ်တဲ့ဖြတ်ထုတ်ပုံကြောင့် Newcastle ကို penalty ပေးလိုက်ရပါတယ်။ဒါကို Anthony Gordon ကအမှားယွင်းမရှိအဆုံးသတ်ခဲ့ပြီး Newcastle အတွက်ဦးဆောင်ကိုရယူပေးခဲ့ပါတယ်။ပထမပိုင်းပြီးခဲ့နီးမှာ Bruno ရဲ့ပြစ်ဒဏ်ဘောကနေပဲ Greenwood Lucas Moura က United အတွက်ခြေပါကူပြန်လည်ရယူပေးခဲ့ပါတယ်။ဒါကြောင့်ဒုတိယပိုင်းတစ်ပိုင်းလုံးမှာတယောက်အသာနဲ့ကစားရတဲ့ United တို့ပြန်လာနိုင်မယ်လို့ထင်ခဲ့ကြပါတယ်။ United အနေနဲ့အခွင့်အရေးတွေရခဲ့ပေမဲ့အဆုံးသတ်မသေးကြမှုတွေကဒီပွဲမှာအဆုံးဖြတ်ပေးသွားခဲ့ပါတယ်။ Newcastle အသင်းဟာဒီပွဲမှာရုပ်ပိုင်းဆိုင်ရာပူကောင်းခဲ့တယ်လို့ထိရောက်တဲ့တမန်တိုက်စစ်တွေနဲ့ United ခံစစ်ကိုချိန်ချောက်နိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းပွဲပြီးကန်နီနာကျင်ချိန်ပိုမှာလူငယ်လေးအိုဆူလာက Newcastle အတွက်အနိုင်ကိုသွင်းယူပေးသွားခဲ့ပါတယ်။ဒါဟာ Gary လက်ထက်မှာ Manchester United အတွက်ပထမဆုံးရှုံးပွဲကြုံတွေ့ရခြင်းဖြစ်ပါတယ်။ United အတွက်ကံကောင်းတာတစ်ခုက Champions League ဝင်ခွင့်အတွက်အပြိုင်ဖြစ်နေကြတဲ့ Aston Villa နဲ့ Liverpool တို့ဟာဒီတစ်ပတ်မှာချေချော်ခဲ့ကြတာဖြစ်ပါတယ်။ Manchester United အသင်းဟာ Aston Villa နဲ့ရမှတ်တူ Liverpool နဲ့ Chelsea တို့နဲ့ရမှတ်3မှတ်ကွာဟနေတဲ့အခြေအနေကိုရောက်ရှိနေပါတယ်။ဒါကြောင့် Newcastle အသင်းကိုချီးကျူးရင်အကောင်းဆုံးပုံစံနဲ့ပြန်လာဖို့ကြိုးစားသွားမယ်လို့ယာယီနီးပြ Gary ကအခုလိုပဲပွဲပြီးသတင်းစာရှင်းလင်းပွဲမှာပြောကြားသွားခဲ့ပါတယ်။ဒီနေ့ညကစားခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီးကျွန်တော်တို့မပြောပါဘူး။ပွဲကိုချင်းကပ်တဲ့ပုံစံကလည်းအားနေခဲ့ပါတယ်။ဒီပွဲကကျွန်တော်တို့လက်ထဲမှာရှိနေခဲ့တာပါ။ဒါပေမဲ့လည်း Newcastle အသင်းကိုအပြည့်အဝချီးကျူးရမှာပါ။သူတို့ရဲ့ချင်းကပ်ပုံကအရန်ကောင်းပါတယ်။ဒီပွဲကခက်ခဲမယ်ဆိုတာကျွန်တော်သိပါတယ်။ကျွန်တော်လိုချင်တဲ့ပုံစံကိုအသင်းကမကစားနိုင်ခဲ့ပါဘူး။အဲ့အတွက်အရန်စိတ်ပြတ်မိပါတယ်။အခုလိုရလဒ်မကောင်းခဲ့တာကလူတစ်ယောက်တာနေလို့မဟုတ်ပါဘူး။ကျွန်တော်တို့ကိုယ်တိုင်ကကစားဖို့မကောင်းခဲ့တာပါ။ဒီအတွက်ဘာမှစင်ကြေပေးစရာမလိုပါဘူး။ကျွန်တော်တို့ပုံမှာပဲတာဝန်ရှိပါတယ်။ဒီပွဲမှာကစားသမားတိုင်းခြေစွမ်းပြနိုင်မှုရုန်းကန်ခဲ့ရပါတယ်။ပြီးတော့နိုင်လို့စိတ်မရှိတာကိုမြင်နေရတယ်လို့ပါပဲ။ Newcastle ကတော့ဒီပွဲမှာအနိုင်ရဖို့ထိုက်တန်ခဲ့ကြပါတယ်။အဲ့လိုပြိုင်ဘက်ကိုချီးကျူးတာမျိုးကျွန်တော်မပြောချင်ပါဘူး။အခုတော့အရာအလုံးပြီးဆုံးသွားပါပြီ။နောက်ပွဲတွေမှာဒီထက်ပိုကောင်းမှုကျွန်တော်တို့အစွမ်းကုန်ကြိုးစားသွားပါမယ်လို့ Gary ကပြောပြသွားခဲ့ပါတယ်။ Manchester United အသင်းအနေနဲ့ Champions League ဝင်ခွင့်ရဖို့အတွက်အဆုံးထိတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း Gary ကအခုလိုပဲဆက်လက်ပြောကြားသွားခဲ့ပါတယ်။ကျွန်တော်တို့အခုမှတပွဲပဲရှုံးသေးတာပါ။ကျွန်တော်တို့ရဲ့ကစားဖို့မကောင်းခဲ့တာကိုတော့ဝန်ခံပါတယ်။ဒီညရှုံးကတကယ်နာကျင်ရပါတယ်။နောက်ပွဲတွေမှာပိုကောင်းမှုအတွက်ပဲအာရုံစိုက်ရပါမယ်။ကျွန်တော်တို့တွေအလုပ်ပိုကြိုးစားရမယ်။ပြီးတော့အရင်တုန်းကနိုင်ပွဲတွေရယူခဲ့တယ်လို့မျိုးပြန်ကစားပြနိုင်ရပါမယ်။ကျွန်တော်တို့ကအသင်းကောင်းတစ်သင်းဖြစ်တဲ့အတွက်ဒါမျိုးတွေလုပ်ပြနိုင်ပါမယ်။ဒီညကတော့ကျွန်တော်တို့ညမဟုတ်ခဲ့ပါဘူး။ဒီပွဲကနေသင်ခန်းစာယူရပါမယ်။ဒီလိုရှုံးရလက်ကနောက်ပွဲတွေပေါ်ဘာမှတက်ရောက်မှာမဟုတ်ပါဘူး။အဆုံးထိတိုက်ပွဲဝင်သွားပါမယ်လို့ Gary ကဂရိပေးပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ Manchester United အသင်းဟာနိုင်ငံတကာပိတ်ရက်မတိုင်ခင်မှာ Aston Villa နဲ့ဘုံမောက်တို့ကိုရင်ဆိုင်ရအောင်မှာဖြစ်ပါတယ်။ဒီပွဲတွေမှာ Gary အနေနဲ့ဘယ်လိုအမှတ်မျိုးတွေယူပြသွားအောင်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။